ဒီနေ့ကတော့မင်းသားရှင်မွေလာမင်းသမီးဆောင်းယွန်းဆန်နောက်အေးမြဲနိုးဆန်တို့ဖြစ်ပါတယ်သူတို့ရဲ့ဇက်ဝင်ခန်းလေးတွေရိုက်နေတာပေါ့နော်ဒါကတော့အေးဒီမမဖြစ်ပါတယ်ဒါရိုက်တာဟိုဘက်မှာပေါ့နော်ဒါသူတို့ဒီတဆင်းပြီးတဲ့အတွက်ဒါနောက်တဆင်းကိုပြင်ဆင်နေတာဖြစ်ပါတယ်ရှင်ရဟာဇယ်လေးတွေလုပ်နေကြတာပေါ့နော်ဒါတော့ကျွန်မနည်းနည်းပေးများထားပါတယ်ရှင်တဆင်းရတော့နည်းနည်းလေးတော့ကြာတယ်ပေါ့နော်ဒါတော့သူတို့ဒိုင်ယာလော့တွေတိုက်နေတာပါအဲ့ဒီအချိန်မှာဆက်တင်ရလဲဆက်ဖွဲ့ရလဲပြင်ဆင်နေကြပါတယ်ရှင်ရိုက်တာသိပ်မကြောက်ဘူးပေါ့နော်ပြင်ဆင်နေတာလေးကနည်းနည်းကြာနေပါတယ်ရှင်ကျွန်မကတော့ဒါရှောက်ရိုက်တာပေါ့နော်ကျွန်မကတော့ရှောက်ရိုက်ပါအလုံးကျေးဇူးတင်ပါတယ်ရှင်တတ